အားလုံးကြာကြပါအင်းကကျွန်တော်ပြောချင်တယ်ကကျွန်တော် TikTok မှာဂျပန်ကောင်းဆုံးရဲ့ရှိတီရခိုင်သားရှိတီရခိုင်သမားရှိတီပိုင်းနေဒီ view ပါများမှာဖြစ်တယ်အောင်ဆို view များဖို့လို့ follow များဖို့လို့ရရှိအောင်ကြပဲလုပ်လို့ဆိုလို့ရှိရင်ကျွန်တော်လက်ရှိသုံးနေ Facebook ကသင်္ကေတတွေကိုအားလုံးကို TikTok ခေါ်ဖို့ဆိုကသူတို့က Facebook ကသင်္ကေတတွေက TikTok ကိုအကောင့်မှာဟာရသူတို့လာခဲ့ဖို့ create ခဲ့ဖို့ဆိုပြီးအနေချင်းတော့ view ရလာဖို့ပိုင်းနဲ့ follow ရလာဖို့အချောင်းကိုလုပ်ခဲ့မယ်ထို့ပိုင် pro နေကြတဲ့အခု view တပန်တဲ့ or follower or maybe ဆိုတဲ့တွေ့လို့တော့မေဝါဆိုဝန်လေးရဟန်းဒီက John မယုံခဲ့ကြဘူးလို့ဆိုတဲ့ application ကိုထောက်ထားရအကောင့်လေးတကယ်စာကြီးဒီကောက်သီးဒီမဟုတ်ဆိုရသူကွန်ပျူတာ share ရကမှအေးရလူတွေသုံးလားဆိုလေရသုံးနေလူတွေကသူတို့တွေကိုကြော်ပြီးကြလုံးလို့ရတော့ပြလိမ့်မယ်ပြုလို့ရှင်လောက်ဝေလို့ရတယ် website တွေကဝေလို့ရတယ် follower လို့ရှင်လောက်ဝေလို့ရတယ် like လို့ရှင်လောက်ဝေလို့ရတယ်ဖိသက်ပေးရတယ်ဆိုရရှင်က rotation ဆုံးတယ်တခုခုမပြီးပြီနဲ့အလကားတခုလိမ့်မယ် okay ဆိုကအခုကျွန်တော်ကအနိကဲဆုံးတခုကို like ဖို့ပါတယ်နဲ့ like ဖို့ဆိုတာ Facebook ကရှိတဲ့တငယ်ချောင်းဒီ Instagram ကရှိတဲ့တငယ်ချောင်းဒီ YouTube ကရှိတဲ့တငယ်ချောင်းဒီကိုအားလုံးကျွန်တော်ဒီ TikTok ထဲကိုခေါ်လာဖို့သူတွေ့ကြသူ follow လုပ်ရှင်လုပ်ဖို့ one creation ပြီးဒီtime မလုံးစံတဲ့စာဝတ်စုလို့ရှိလုံးထက်တဲ့ပူကောက်ပါနဲ့ okay let's go ရအောင် one creation တာ okay အရင်ဆုံးအဲ့ကိုရှမ်းမလောက်ခံတငယ်ချောင်းဒီ Facebook ကတငယ်ချောင်းဒီမခေါ်အောင် TikTok ထဲကိုဝင်အရင်ဆုံး TikTok ကို update တောင်းခဲ့ဖို့ဆိုအဲ့ကိုအကောင့်လေး follower ရှိလုပ်ပြခဲ့နေပြီးရဲ့အဲ့ကိုဂျာလာ Play Store လာဖို့ Play Store မဟုတ်ဘဲနဲ့ iPhone တိုက်သားဒီမှာ App Store ကိုလာခဲ့ပါနေဆိုအဲ့ဒီမှာဝင်ပြီးရဲ့ကျွန်တော်ဒီ search bar မှာ TikTok လို့ write down လိုက် TikTok ရိုက်လိုက်တဲ့နဲ့အခုပါ TikTok ဆိုပေါ်လာဖို့သူ update လုပ်ခိုင်းနေမှာလားပြင်မှာ update ဆိုရ update ကိုအရင်လုပ်ပေးခဲ့မယ် break ခါမှာနောက်တစ်ဆောင်လာခဲ့ပါနေ okay TikTok update လုပ်နေပြီတောင်းရှင်လာဆောင်လိုက်သူများဒီဟိုပဲအေးပဲပေါ့စကြည့်လာယုံနေငယ်ကင်းနေဟိုပဲကူကိုပီကူအသေးနိုင်အပေါက်နိုင်ပါညာအဲ့တခုလေးမဆိုင်အားလုံးကြောင်းထင်းနေကြအခုအနိကဆုံး price နေကြတာ TikTok ကတငယ်ရှောင်းဒီနဲ့ Facebook ကတငယ်ရှောင်းလေးကို join ဖို့ရှိလာပြီအခု TikTok မှာကေဒီမှာ update လုပ်နေမလားဒီပိုင်းနဲ့တောင်းရှိလာဆောင်ရပြီဆိုတော့လူတိုင်းမှာ Facebook မှာ print ရတော့အများဖုန်းရှိပါနဲ့ 1K 2K ဆိုတော့ရရှောင်းကို TikTok နဲ့ join ပဲကရတဲ့ငယ်ရှောင်းလေးဆို auto round လောက်ပါကိုရပုံစံမျိုးလုပ်ဖို့ဆိုတာအရင် okay TikTok update တောင်းပြီးစတဲ့အဲ့ကိုအရင်ဆုံး Facebook ကိုလာခဲ့ခဲ့မယ် Facebook ကတငယ်ရှောင်းလေး TikTok ကိုပို့စားဖိုင်တယ်အရင်ကအဲ့ကို Facebook အကောင့်ဖိုင်တယ်ဆိုတော့အဲ့ကိုအကောင့်မှာ page မှာ 5.6k follower ရှိပါတယ်ဒီလူကြီးကအားလုံး TikTok ကိုပို့ပါတယ် TikTok ကို auto round အောင်လုပ်ဖို့အတွက်နဲ့ okay so ရ print track ကနေတစ်ခါဆိုရ print ထွက်မယ် TikTok ကိုလာမယ်အဲ့ကို TikTok ထဲကိုပေါမယ်ကို TikTok update လေးလုပ်ထားပြီးပဲဆိုရင်ပြီးလို့ရှိရင် TikTok မှာဒီကိုယ့်ရဲ့ profile ရှိကိုတစ်ခါဝင်လိုက် profile နဲ့ဝင်ပြီးရေးပဲမြန်နေပြောင်းလာခဲ့ဟိုမှာအစဲရှိ30ကိုနှိပ်တော့အထက်ဆုံးကပြီးစံနဲ့အောက်ဆုံးမှာ setting and privacy ဆိုရှိပါတယ်နဲ့အရှောင်းကိုနှိပ်မယ်နိုင်ပြီးစံနဲ့မျက်နှာအောက်ကဒုတိယအကောက်ပိုင်းနဲ့ privacy အကောက်အောက်က privacy ကိုနှိပ်မယ်ပြီးလို့ရှိရင်ဒီအထက်ဆုံးမှာရှိ private အကောက်ဆိုတော့ကြာပိတ်ထားပါနဲ့ရောက်ကိုပေါင်းလိုက်တရားလည်းမမှာကိုတရားတိတီးရပါပြီးဒုတိယဘောရှိကိုကြာပေါင်းတာ TikTok မှာ American update frame နေဆိုတော့ browser ပိုင်းနေပြီးလို့ရှိရင်ဒီမှာ Facebook ကတငယ်ချောင်းဒီဖုန်းနာမည်ကတငယ်ချောင်းဒီ join ဖို့တော့နဲ့ဒီမှာအထက်ဆုံးကအကောက်ကိုနှိပ်မယ် contact other ကိုဒီမှာ contact ဆိုပြီးရှိပါနေအရှောင်းစာကိုမမဲတာဖုန်းနာမည်နဲ့တငယ်ချောင်းဒီအသီးကြီးအားလုံးကို TikTok အကောက်ကိုမရောပိုင်းနေအထက်ကဘောရှိကိုဖုန်းပြလိုက်ပြန်တော့ခဏတော့အထက်ကဘောရှိဖုန်းပြလိုက်ပြီးလို့ရှိရင် Facebook ကတငယ်ချောင်းဒီပါအကောက်ရသူဒီကို TikTok ကောက်တွေးအောင်အကောက်ဖုန်းထားလိုက်ပြီးရဘက်တစ်ခေါက်ဆုံးမယ်ဘယ်ဆိုပြီးဒုတိယအပိုင်းနဲ့ session contact and Facebook friends ဆိုအကောကိုလည်းဖုန်းလိုက်ဒုတိယကောကိုနှိုက်လိုက်နိုင်ပြီးတဲ့အေဘာရှင်နှစ်ခုလုံးကိုဖုန်းထားလိုက်ဆိုကကိုမှာ Facebook မှာ 5k 6k ရှိရ follower ဒီ friend တွေကြာအားလုံးဒီ TikTok ကို auto လာရောက်လာခဲ့တဲ့ဘိုင်းနဲ့မရောလာခဲ့တဲ့သူ follow လုပ်လာခဲ့ဖို့ဆိုတခါလူမျိုးဒီ pro နေခဲ့တဲ့ဟိုရှောင်းကိုရှေ့အရှောင်းကိုရှေ့တခုလည်းမဖိုင်းနိုင်
TikTok မှာအလွယ် consume price ဆိုတာတစ်ခုက view တက်ဆောင်ကြီးဝေရဖို့မဝေဆောင်ကြီးဒီ quality ကောက်ရ video ကောက်တောင်းတာပေါ့အဲကြောင့်တစ်ခုရှိအားလုံးအဆောင်ပေးခဲ့ပါစီ